ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာကုသိုလ်လုပ်ဖို့လုပ်နည်းကားကိုကုသိုလ်ဖြစ်နိုင်တဲ့လုပ်ရက်တွေဟာအလုပ်တွေဟာ10မျိုးရှိတယ်ဆိုပြီးပုံညကိရိယာဝတ္ထု10မျိုးပုံညကိရိယာဝတ္ထု10မျိုးဆိုတာဒါနမိမိရှိတဲ့ပစ္စည်းဥစ္စာကိုစွန့်တာလှူတာတိုင်းတာတစ်ခုနဲ့စွန့်လှူတာမျိုးဒါနကုသိုလ်ကိုချင်းတရားကိုထိမ့်သိမ်းစောင့်ရှောက်ပြီးတော့ဒါကိုဖြင့်ငါရှောင်ကျင်မယ်လို့ထိမ့်သိမ်းထားပြီးရှောင်ကျင်ပြီးတော့နေတာသီလကုသိုလ်တဝရကျင့်စဉ်ဝိပဿနာကျင့်စဉ်တစ်ခုအခြေခံအားဖြင့်ကျင့်နေတာဘာဝနာကုသိုလ်နောက်တစ်ခုကလူကြီးသူမတွေကိုအယိုသေးပေးတာဒါလည်းကုသိုလ်လူလောက society မှာဒါလည်းအမတန်အရေးကြီးတဲ့ကုသိုလ်တစ်ခုပဲကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုနေရာပေးတယ်လမ်းဖယ်ပေးတယ်ဒါတွေကလည်းကုသိုလ်တွေပဲနော်ဒါတွေကိုယုတ်တည်းကုသိုလ်လို့မထင်လို့ရှိရင်လူလောကဟာအရင်ဆိုင်လို့ဖြစ်နေမှာပဲတိရစ္ဆာန်တွေမှာအဲ့လိုဖယ်ပေးတာမျိုးမရှိဘူးလေအဲ့တော့လူတွေကြတော့ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လေးစားရမယ့်ပုဂ္ဂိုလ်လေးစားတဲ့အယုတ်သိပေးတယ်ဆိုတာအလွန်မွန်မြတ်တဲ့ကုသိုလ်တစ်ခုပဲအပ္ပစာယနာနောက်တစ်ခုကဝေယဝိစ္စကိုယ့်ရဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတို့ယဟန်တန်ဃာတွေတို့ရဲ့ကိစ္စဝိစ္စများကိုပါဝင်ပြီးတော့ဆောင်ရွက်တာကိုယ့်ရဲ့လှုပ်အားကိုအသုံးချပြီးတော့လုပ်ပေးတယ်ဝေယဝိစ္စကိစ္စဝိစ္စကိုဆောင်ရွက်ပြီးတော့ပေးတယ်ဝိုင်းပြီးကုသိုလ်ရေးကိစ္စတွေကိုဆောင်ရွက်ပေးတယ်ဝေယဝိစ္စကုသိုလ်ပဋိဌာနကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကုသိုလ်ကောင်းမှုဆိုတာအလွန်တန်ဖိုးရှိတယ်အလွန်တန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုကိုမိမိတူတည်းသိမ့်ပိုက်ပြီးတော့မထားဘူးငါတို့လုံနိုင်ခြင်းမရှိကြတဲ့ပုဂ္ဂိုလ်တွေလှုပ်ခွင့်မရှိကြတဲ့ပုဂ္ဂိုလ်တွေလှုပ်ချင်တဲ့နဲ့မလှုပ်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုငါမျှပေးမယ်ဆိုပြီးအမျှဝေတာအဲ့ဒါပဋိဌာနလို့ခေါ်အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲတော့အမျှဝေတာလည်းပဲလူတွေကထင်ကြတယ်အမျှဝေတာဟာကိုယ့်ကုသိုလ်တွေကိုမျှပေးရုံပဲလို့ထင်တာမဟုတ်တာကုသိုလ်တစ်ခုပဲအဲ့ဒီမျှပေးနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကကုသိုလ်ပဲကိုဒါနကောင်းမှုလုပ်တော့ကဒါနကုသိုလ်ရပြီမျှပေးလိုက်တဲ့အခါကျတော့ပဋိဌာနကိုသီလဆောက်တည်လို့ကျင့်သုံးရင်သီလကုသိုလ်ရတယ်အဲ့ဒီသီလကုသိုလ်ကိုမျှပေးလိုက်တာကပဋိဌာနကုသိုလ်တစ်ခုထပ်တိုးတယ်လို့မှတ်ရမယ်နော်ကိုသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကျင့်တာဘာဝနာကုသိုလ်အဲ့ဒီဘာဝနာကုသိုလ်ကိုအခြားတ attva တွေကိုမျှဝေပြီးတော့ပေးလိုက်တာပဋိဌာနလို့ခေါ်တယ်ဒါလည်းပဲလောက်ရမယ့်ကုသိုလ်တစ်ခုပဲပတ္တနုမောဒနာသူတစ်ပါးလုပ်တဲ့ကုသိုလ်ကောင်းမှုဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာဖြစ်ဝမ်းမြောက်နိုင်တယ်သာဓုခေါ်ရဲဆိုတာတကယ်ကိုပတ္တအနုမောဒနာလို့ဆိုတဲ့အတိုင်းအဖန်ဖန်ထထဝမ်းမြောက်ပြီးတော့ခေါ်မှတကယ်အစ်စ်နော်စိတ်ထဲကမပါဘူးသူများခေါ်လို့ရောပြီးသာဓုခေါ်လဲရတယ်ဆိုလို့ရှိရင်သိစွမ်းအားထက်မှာမဟုတ်အဲ့တော့လိုက်လဲကိုယင်ထဲကတကယ်ကိုဝမ်းသာတယ်ဆိုတာကိုပြပြီးတော့သာဓုခေါ်နိုင်မှာမြန်မာနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါကျတော့လူတွေကဆိုင်းဘုတ်ထိုးလေးရှိကြတယ်ပေါ့ဘယ်သူပဲမိသားစုကောင်းမှုဆိုပြီးအဲ့ဒီလိုဆိုင်းဘုတ်ထိုးတာကိုပဲမှန်ကန်တဲ့စိတ်ဓာတ်နဲ့ထိုးဖို့လိုအပ်တယ်ပေါ့ကိုကြော်ညာတဲ့အနေနဲ့မထိုးတယ်တချို့ကကုန်ပစ္စည်းကြော်ညာလူသိအောင်လို့ဆိုပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုလမ်းတာတဲ့နေရာမျိုးမှာဆိုပိုးလို့ခြင်းနာမည်လေးထိုးကဲစဉ်းစားကြည့်ပေါ့အဲ့ဒါကုသိုလ်စိတ်ဟုတ်ပါမလားဟုတ်ဘူးကိုယ်နာမည်ပေါ်ခြင်းတယ်အဲ့တော့ဘယ်လိုစိတ်ထားနဲ့ဆိုင်းဘုတ်ထိုးရမလဲဘယ်လိုစိတ်ထားနဲ့ကိုယ်ကောင်းမှုကိုဖော်ပြရမလဲဆိုငါလူထမ်းထားတဲ့ကုသိုလ်ကိုမြင်ရတဲ့ပုဂ္ဂိုလ်တွေကဝမ်းမြောက်လို့ကိုသာဓုခေါ်နိုင်ပါစေသာဓုခေါ်ဖို့ဆိုတဲ့အနေနဲ့ထိုးရမယ်အဲ့တော့ရည်ရွယ်ချက်မှန်မှန်ကန်ကန်ရှိဖို့လိုတယ်ပေါ့ကောင်းမှုလို့ထိုးထားပြီးတော့ဒါမှမဟုတ်ရှေးတုန်းကကုသိုလ်ကောင်းမှုရေးတဲ့အခါမှာခုခေတ်တော့သိရေးလို့မရှိကြတော့မိသားစုကောင်းမှုနတ်လူသာဓုခေါ်စေတော်ဆိုတာလေးပါတယ်လေအဲ့ဒါလေးပါတဲ့တကယ်အမျှဝေလိုက်တာပဲဒါနတ်လူသာဓုခေါ်စေတော်အဲ့တော့ဆိုင်းဘုတ်ထိုးခြင်းရဲ့ရည်ရွယ်ချက်ကနတ်လူသာဓုခေါ်စေတော်အတွက်ထိုးတာကြွားခြင်းလို့ထိုးတာလည်းမဟုတ်ဘူးကြော်ညာခြင်းလို့ထိုးတာလည်းမဟုတ်ဘူးအဲ့ဒါတွေနဲ့ထိုးလို့ရှိရင်တော့ကုသိုလ်ကတိတ်မဟုတ်တော့ဘူးနော်ကောင်းပြီအဲ့ဒါပတ္တနုမောဒနာပဋိဌာနကုသိုလ်တွေပါတာပေါ့သာဓုခေါ်တဲ့ပုဂ္ဂိုလ်ကပတ္တနုမောဒနာကုသိုလ်ရတာပေါ့ဓမ္မတဝနာတဲ့တရားဟောတာကိုတရားနားနေတာဟာလည်းပဲဒါကုသိုလ်မြတ်စွာဘုရားဟောတဲ့တရားတွေအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုခွဲခြားပြီးတော့ပြောကြတာကိုယ်မှအသိဉာဏ်ရဒီတဘာဝတရားတွေကိုနားထောင်ပြီးတော့နေတာဒါလည်းပဲကုသိုလ်ဖြစ်ဓမ္မဒေသနာမြတ်စွာဘုရားဟောတဲ့တရားတွေကိုရှင်းလင်းဟောကြားပြီးတော့နေတယ်
ဓမ္မဒေသနာကုသိုလ်ဒိဋ္ဌိစုကမ္မနောက်ဆုံးကိုယ်အယူကိုဖြောင့်မှန်အောင်ပြုရမယ်ဆိုတာကံကံရဲ့အကျိုးကိုလက်ခံကံတရားဆိုတာရှိတယ်ကံတရားရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒီကံကံရဲ့အကျိုးကိုလက်မခံဘူးဆိုလို့ရှိရင်ဉာဏ်နဲ့ပုံညာကရိယာဝတ္ထုတွေဖြစ်ဖို့မလွယ်ဘူးဒါကြောင့်မို့ဒိဋ္ဌိစုကမ္မဆိုတာအမတ္တမအရေးကြီးတယ်ဒိဋ္ဌိဥစုကမ္မဒိဋ္ဌိဆိုတာအမြင်ဥစုကမ္မဖြောင်းအောင်လုပ်တာကိုယ်အမြင်မမှန်သေးရင်အမြင်မှန်အောင်လုပ်ပြီးတယ်တနည်းအားဖြင့်ခေါ်တမ္မာဒိဋ္ဌိပေါ့မှန်ကန်တဲ့အမြင်ရှိရမယ်အဲ့ဒါကအမတ္တမအရေးကြီးတဲ့ကုသိုလ်တစ်ခုပဲဒါကြောင့်မို့တမ္မာဒိဋ္ဌိကိုမနောကံ၃မျိုးထဲမှာကုသိုလ်မနောကံ၃မျိုးထဲမှာတမ္မာဒိဋ္ဌိဆိုတာပါတယ်အဲ့ဒီတမ္မာဒိဋ္ဌိသည်ဝိပဿနာဉာဏ်ကိုရည်ညွှန်းတာမဟုတ်ဘူးအဲ့ဒီတမ္မာဒိဋ္ဌိသည်ကံကံဤအကျိုးကံတရားကိုလက်ခံတာကံတရားရဲ့အကျိုးကိုလက်ခံတယ်ဆိုတဲ့အမြင်ကိုပြောတာအဲ့ဒါကိုအဓိကထားပြောတာနော်အဲ့တော့လောကလူတွေဟာကံကံဤအကျိုးကိုမှလက်မခံဘူးဆိုလို့ရှိရင်ကောင်းရသူပတိရောက်ဖို့ရှိမရောက်နိုင်ဘူးကံကံဤအကျိုးကိုလက်ခံပြီဆိုလို့ရှိရင်ကောင်းရသူပတိရောက်နိုင်